ကဘာကျော်ဇက်ကားတွေဖြစ်ခဲ့တဲ့ The Conjuring University မှာလူတွေကိုအကောင်းဆုံးဖြစ်စေခဲ့တဲ့ဇက်ကောင်ကဘယ်သူလဲလို့မေးရင်အားလုံးက The Nun လို့ပဲဖြေကြပါလိမ့်မယ်။ဖြူဖြော့နေတဲ့မျက်နှာနက်မှောင်နေတဲ့မျက်လုံးအိမ်တွေရဲ့ Valex လို့ဆိုတဲ့နတ်ဆိုးဟာကျွန်တော်တို့ရဲ့အိမ်မက်ဆိုးတွေထဲထိ6လန့်ခဲ့ပါတယ်။ဒါပေမဲ့ဒီဇလန်ဟာဒါရိုက်တာရဲ့စိတ်ကိုရင်တက်ပဲလား။ဘာကြောင့်ဒီဇက်ကားကတခြားတရေကားတွေတက်ပူပြီးလေးလံတဲ့ခန်းစားချက်ကိုပေးနေရလဲတကယ်တော့ဒီဇက်လန်ရဲ့အမြင့်တွေရာဟာလွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကဝမ်းနည်းစရာသမိုင်းအကြောင်းတွေနဲ့ရိုးထွေးနေပါတယ်ယုံအားလုံးပဲမင်္ဂလာပါအင်္ဂလိပ်နေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ထုံးစံတိုင်း Mr. Anon ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော် Mr. Anon ကနေပြီးတော့ The Nun ဇက်ကားနောက်ွယ်ကလူမတိသေးတဲ့တကယ်အဖြစ်ပြက်၄ခုကိုအသေးစိတ်ဖော်ထုတ်ပေးသွားမှာပါဗီဒီယိုလေးမစခင်ခုမှကျွန်တော် channel ကိုကြည့်ရဆိုရင် channel ကို like subscribe လေးလုပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်ပြီးတော့လုပ်ပြီးသားသူတွေလည်းတစ်ခါတလေကြာရင်လုပ်ပြီးသားထင်ရပါမယ်မလုပ်တာလည်းဖြစ်တတ်တာမဟုတ်ပါလုပ်ပေးပြီးသွားပြီဆိုရင်တော့တယောက်ချင်းစီကိုအများကြီးကျေးဇူးတင်ပါတယ်ကဲအဲ့ဆိုရင်စလိုက်ရအောင် Welcome to Uncanny. ပထမဆုံးကျွန်တော်တို့အင်္ဂလန်နိုင်ငံကိုတွားကြည့်ကြရအောင် Burley Rectory ဆိုတာအင်္ဂလန်မှာတရေ6ဆုံးအိမ်လို့ကဘာကျော်ပါတယ်ဒီအိမ်ကြီးရဲ့အောက်မှာလွန်ခဲ့တဲ့နှစ်ပေါင်း800ကျော်က Benedictine ဘုန်းကြီးကျောင်းတစ်ခုရှိခဲ့ပူပါတယ်ဒဏ္ဍရီရအဲ့ဒီကျောင်းကဒီလိုက်ရှင်လေးတစ်ပါးဟာအနီးနားကဘုန်းကြီးတစ်ပါးနဲ့ချစ်ကြိုက်မိပြီးအတူတူထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့သူတို့အဖမ်းခံလိုက်ရပါတယ်ဘုန်းကြီးကိုတော့ကျူးဆွေးကြတက်ခဲ့ပေမဲ့ဒီလိုက်ရှင်လေးကိုတော့ပူပြီးရက်ဆက်တဲ့ပြစ်ဒဏ်တွေပေးခဲ့ပါတယ်သူမကိုဘုန်းကြီးကျောင်းရဲ့အုပ်နိုင်ရန်တွေကြားထဲမှာအရှင်လက်လက်ထည့်သွင်းပြီးဥစီပိတ်ပစ်ခဲ့တာပဲ1929ခုနှစ်မှာအဲ့ဒီနေရာကိုရောက်လာတဲ့စုံစမ်းစစ်ဆေးတွေဟာမျက်နှာမပါတဲ့ဒီလိုက်ရှင်တစ်ပါးမေပင်ပေါ်မှာပြန်ဝေးနေတာမျိုးကိုမြင်ခဲ့ရတယ်လို့နိုင်ငံတွေပေါ်မှာလည်းအကူအညီပေးပါ help ဆိုတဲ့စာသားတွေအလိုလိုပေါ်တာတွေကိုတွေ့ခဲ့ရပါတယ်ဒါဟာဇလန်တွေကဒီလိုက်ရှင်ကိုနိုင်ငံထဲမှာပိတ်လောင်ခဲ့တဲ့ idea ရဲ့အစပဲဖြစ်ပါတယ်တနွန်ဇက်ကားတဲ့ကဇလန်အစကရူမေးနီးယားကဘုန်းကြီးကျောင်းမှာဖြစ်တာပါ။ဘာကြောင့်ရူမေးနီးယားကိုရွေးခဲ့တာလဲ။အဖြေကတော့2005ခုနှစ်မှာဖြစ်ခဲ့တဲ့တကယ့်အဖြစ်ပြက်တစ်ခုကြောင့်ပါ။အသက်23နှစ်အရွယ် Marie Caesar Arena ဆိုတဲ့အမျိုးသမီးလေးဟာတီလာရှင်ဝတ်ခဲ့ပါတယ်။အဲသူမဟာခဏခဏထူးဆန်းတဲ့အတန်တွေကြားရတယ်။ဖះเจ้าထဲမှာလည်းဝိတ်တယ်လို့ဆိုပါတယ်။ဆရာဝန်တွေကတော့ဒါဟာစိတ်ဝေဒနာလို့ပြောပေမဲ့ဘုံကြီးကတော့နတ်ဆူပူတာလို့ပဲယူဆခဲ့ပါတယ်ဘုံကြီးဒါနီယယ်နဲ့တခြားတီလိုက်ရှင်၄ပါးဟာသူမကိုကလကာထဲမှာလက်ချေချီနှောင်ပြီးအစာနဲ့ရီမကြွေပဲရပ်ပေါင်းများစွာနတ်ဆူနှင်ထုတ်ခဲ့ပါတယ်ကမကောင်းစွာနဲ့ပဲအဲ့ဒီမျိုးသမီးလေးဟာအလုံးအမင်းရီတိတ်ခန်းချောက်ပြီးတော့အသက်ရှူရက်ကတိတ်ဆုံးသွားခဲ့ရပါတယ်ဒီဖြစ်ရဟာရိုမေးနီးယားဘာသာရေးလောကကိုတုံ့လှုပ်စေခဲ့ပြီးဘုန်းကြီးနဲ့တီလာရှင်တွေလည်းထောင်ဒဏ်အသီးသီးချမှတ်ခံခဲ့ရပါတယ်။ဇက်ကားထဲမှာစိတ်တစားဆန်တဲ့ခံစားချက်တွေဟာဒီလိုအဖြစ်ပေါ်အခြေခံထားတာပါ။အခုကျွန်တော်တို့ Valex ဆိုတဲ့နာမည်အကြောင်းပြောရအောင်။သူကတကယ်ရောရှိလို့လား။ဝိညာဉ်ကြီးကကျမ်းစာကြီးရတော့ Valex ကငရေရဲ့သမရလို့တောင်တင်စားခဲ့ရတဲ့အင်အားကြီးနှစုတစ်ကောင်ပဲဖြစ်ပါတယ်။ထူးခြားတာကကျန်းစာထဲမှာသူကဒီလက်ရှင်မဟုတ်ပါဘူးသူကငကားနှကောင်စီးထားတဲ့ကလေးငယ်ပုံစံပါသူ့မှာငရဲကစစ်တပ်ပေါင်း38ခုကိုအုပ်ချုပ်နိုင်တဲ့အာဏာရှိပါတယ်သူကလူတွေကိုမွေတွေနဲ့6လန့်တက်တယ်လို့ညှို့နှံထားတဲ့ယတနာတွေကိုလည်းရှာပေးနိုင်စွမ်းရှိရလို့ဆိုပါတယ်စကားဖန်တီးသူ James Wan ကအတန့်ရှင်းဆုံးအရာတစ်ခုရဲ့ပုံစံကိုယူပြီးအယောင်ဆောင်ထားတဲ့နတ်ဆိုးကပူပြီးကြောက်စရာကောင်းမယ်လို့ယူဆလို့ပြောင်းလဲခဲ့တာပါဒါဟာကျွန်တော်တို့ရဲ့
ယုံကြည်မှုကိုအလွဲသုံးစားလုပ်တဲ့သဘောမျိုးဖော်ဆောင်ထားတာပါနောက်ဆုံးအချက်ကတော့တကယ်ဝိညာဉ်စုံစမ်းစစ်ဆေးသူ Lawrence Warren ရဲ့အတွေ့အကြုံပါသူမဟာဒီဇက်လန်ကိုမရိုက်ခင်ကလေးကနေဒီလရှင်ပုံစံဝိညာဉ်တစ်ခုကိုသူမရဲ့အိမ်မှာမြင်ခဲ့ရတယ်လို့ဝန်ခံခဲ့ပါတယ် Lawrence ရဲ့အဆိုအရအဲ့ဒီဝိညာဉ်ဟာလေပင်မှာလဝကားတိုင်ကိုပြောင်းပြန်ဆွေးထားပြီးအနဲ့ရောင်ဝတ်စုံနဲ့လေထဲမှာတိတ်တဆိတ်ဝေးနေတတ်ပါတယ်လို့ဆိုပါတယ်သူမဟာအဲ့ဒီဝိညာဉ်ကိုကြည့်မိတိုင်းအသက်ရှူချက်ပြီးအလိုအမင်းထိတ်လန့်စရာကောင်းတဲ့အရှိန်အဝါမျိုး negative energy ကိုခံစားရတယ်လို့လည်းဆိုပါတယ်ဒါဟာ Valak ဇက်ကောင်ကိုအသက်သွင်းမှုအဓိကလှုပ်ဆောင်မှုပဲဖြစ်ပါတယ်ကဲဒါကတော့ဒနွန်ဇက်ကရဲ့နောက်ွယ်မှာဖုံးကွယ်နေတဲ့လက်တွေ့ဘဝကထိတ်လန့်စရာဖြစ်ရမှန်တွေပဲဖြစ်ပါတယ်ရုပ်ရှင်ဆိုတာစိတ်ကူးယဉ်မှုတွေပါတတ်ပေမဲ့အဲ့ဒီစိတ်ကူးယဉ်မှုတွေရဲ့အရင်းမြစ်ကတော့ကျွန်တော်တို့ကဘာမှာတကယ်အမှောင်တူတူပဲဖြစ်ပါတယ်သူငယ်ချင်းတို့ရောဒီဖြစ်ရလေးခုတည်းမှာဘယ်တစ်ခုကစိတ်ဝင်စားဖို့ကောင်းဆုံးလဲဒါမှမဟုတ်နွန်တရင်နဲ့ပတ်သက်ပြီးကိုယ်တိုင်ကြုံတွေ့တာမျိုးရှိခဲ့ဘူးလား comment မှာဝင်ရောက်ဆွေးနွေးပေးကြပါအောင်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like share subscribe လို့လေးနေပေးကြဖို့မမေ့ကြနဲ့အောင်ဗျနောက်ဗီဒီယိုတစ်ခုနဲ့ပြန်လာခဲ့ပါမယ် Thank you for watching guys and then see you in the next video Peace